ရက်ဘီယာထမ်းရည်ကြိုက်သူများဒီလိုညံစမ်းမေးခွန်းကိုဖြေနိုင်ကြပါသလားသင်ဘလောက်အထိဖြေနိုင်မလဲဆိုတာအခုပဲညံစမ်းမေးခွန်းလေးစဖြေကြည့်လိုက်ရအောင်ပထမမေးခွန်းကတော့အရက်နဲ့ဘီယာဘယ်ဟာကကျန်းမာရေးကိုပိုပြီးထိခိုက်စေနိုင်ပါသလဲအဖြေမှန်ကတော့အရက်ဖြစ်ပါတယ်ဒုတိယမေးခွန်းကတော့ထမ်းရည်နဲ့ဘီယာဘယ်ဟာကကျန်းမာရေးကိုပိုပြီးထိခိုက်စေနိုင်ပါသလဲအဖြေမှန်ကတော့ဘီယာဖြစ်ပါတယ်နောက်ဆုံးမေးခွန်းလေးမစခင်မှာဒီလောက်ဆိုရင်အရက်ကအားလုံးထက်ကျန်းမာရေးကိုပိုပြီးထိခိုက်စေနိုင်တယ်ဆိုတာသိသွားကြပြီဆိုတော့နောက်ဆုံးမေးခွန်းလေးကိုစလိုက်ရအောင်နောက်ဆုံးမေးခွန်းကတော့အရက်ကိုရေနဲ့ရောတောက်တာနဲ့ကိုလာအချိုရည်တွေနဲ့ရောတောက်တာဘယ်ရာကပိုပြီးအမြန်မူးစေပါသလဲအဖြေမှန်ကတော့ကိုလာဖြစ်ပါတယ်